မင်းတို့ချက်3ချက်ပြပြမယ်နော်ပထမတစ်ချက်ကပါကင်ဖောက်နိုင်အောင်ကြိုးစားကိုယ်တိုင်ပါကင်မဖောက်နိုင်အောင်သူများပါကင်ဖောက်ပြီးလိုက်ကိုကပိုင်ဆိုင်ထားရဲဆိုရင်တိတ်တိတ်လေးနေဘာလို့မလဲမင်းတဘွားလုံးမင်းအထူတူသွားမှာဒီစိတ်ကြီးနဲ့ဟုတ်လားအကျော်မျိုးမျိုးခေါင်းစဉ်မျိုးမျိုးတက်ပြီးတော့မကြွယ်နဲ့ဂုံမစားနဲ့အဲ့ဒါရှက်เสียတယ်နွားဆိုတာမင်းကိုဖော်ပြနေတယ်လို့ပဲနော်ပါကင်ဖောက်နိုင်အောင်ကြိုးစားလူတွေတစ်ချက်ငွေကြေးနဲ့ပတ်သက်လာရင်အလကားရတယ်မစားနဲ့ free ရတယ်မကြိတ်နဲ့အဲ့ short ရှိတယ်ပြန်ထွက်မှာတနည်းမဟုတ်တနည်းနဲ့ပြန်ထွက်မှာနော်ငါအသည့်တွေဆက်တွေပတ်သက်တွေရှိတယ်နော်မြင်နေဖြစ်စဉ်တွေရှိတယ်တွေ့နေရတယ်မသိအောင်တမဲပဲအကုန်ပြန်ထွက်တယ်မသိအောင်တမဲပဲအဲကြတော့ငွေချင်းနဲ့ပတ်သက်လာရင် free မကြိတ်နဲ့လကားရတိုင်းမမျိုးနဲ့ကော်ဖီလေးတစ်ခွက်မိုးလေးတစ်ခုကစား free ရတယ်မကြိတ်နဲ့မထဲ့နဲ့နော် short ရှိတယ်နံပါတ်3ကြောက်ကူလီမလုံးနဲ့တော့ပေါ့လားအဓိကကာမပိုင်လင်အောင်ရရှိရမိမှာသွားပြီးကြောက်ကူလီမခိုးနဲ့ကြောက်ကူလီမလုံးနဲ့အလားတူပဲအဲ့ဒီကြောက်ကူလီလုံးတဲ့အပြင်ကြောက်ကူလီလုံးတဲ့အကောင်ကိုကြောက်ကူလီလုံးတဲ့အကောင်နဲ့ပတ်သက်နေတဲ့ကောင်တွေကိုလည်းရှောင်ကြောက်ကူလီကောင်နဲ့နည်းနည်း relationship ကွာရင်းနှီးတဲ့ကောင်တွေရှိနေအဲ့ဒီကောင်တွေကိုလည်းရှောင်ကြောက်ကူလီကိုလည်းရှောင်ကြောက်ကူလီနဲ့ပတ်သက်တဲ့ရင်းနှီးနေတဲ့ကောင်တွေကိုလည်းရှောင်လက်တိတ်တယ်ဆောင်းလက်တိတ်တယ်နော်ကြောက်ကူလီလုံးတဲ့ကောင်ပူဆိုးပေါ့ကွာအဲ့ကြတော့ကို့လာပြီးလက်တိတ်တယ်အဆင်ပြေဘူးအဲ့ကြတော့3ချက်ပထမချက်ကပါကင်ဖောင်းအောင်ကြိုးစားဒုတိယတစ်ချက်ကငွေကြေးနဲ့ပတ်သက်လာရင် free မကြိတ်နဲ့ပြန်ထွက်မှာတတိယတစ်ချက်ကကြောက်ကူလီမလုံးနဲ့လက်တိတ်တယ်ငါပြောရရုံ